အဲ့ဒါဆိုရင်ဆရာတို့ဒီနေ့တော့ unit 2ကဆရာတို့ exercise လေးတွေကိုတွားကြည့်လိုက်အောင်နော်အဲ့ဒီမှာဆရာအပုတ်အကုန်လုံးတော့တွက်မပြတော့ဘူးဒါပေမဲ့တချို့အပုတ်တွေကိုဆရာနဲ့တူတူတွက်လိုက်အောင်ဆရာနံပါတ်8ကနေဆက်ပြီးတော့တွက်ပြမယ်နော်နံပါတ်8မှာပုံစံမှာပေးထားတာကဘာလဲဆိုရင် in a 400 meter race 400 မီတာရှည်တဲ့အပြေးပြိုင်ပွဲတစ်ခုမှာတဲ့ the person running in the innermost lane အတွင်းဘက်ဆုံးလမ်းကြောင်းကနေပြေးနေတဲ့လူတစ်ယောက်က clock 50 second ကြာချိန်50စက္ကန့်နဲ့အတွင်းဘက်လိမ့်မှာပြေးနေတဲ့လူတစ်ယောက်ကတဲ့ and won the gold medal ရွှေတံဆိပ်ဆုရခဲ့ပါတယ်တဲ့အဲ့မှာဆရာတို့ပထမဆုံးတွေ့ရတဲ့400 meter ဆိုတာဘာကိုပေးရလဲဆိုတော့ဆရာတို့ပေးတဲ့ displacement s ကိုပေးတာပေါ့နော်400 meter displacement s ကဘယ်လောက်လဲဆိုတော့သူပေးထားတာက400 meter ပြီးတော့နောက်ထပ်ဆက်ကြည့်လိုက်မယ်ဆိုရင် clock ရဲ့နောက်မှာ50 second ဆိုတာပါတယ်50 second ဆိုတာအဲ့လူတစ်ယောက်ရဲ့ပြေးတဲ့ကြာချိန်အဲ့တော့ဆရာတို့ time taken သင်္ကေတ t equal to ဘယ်လောက်လဲဆိုတော့သူပေးထားတဲ့အတိုင်းပဲ50 second ကြာပါတယ်တဲ့သူကဘာကိုရှာခိုင်းတာလဲဆိုရင် find his average velocity သူရဲ့ average velocity ကိုရှာခိုင်းတာပါတဲ့ average velocity ကရှာခိုင်းတာနောက်တစ်ထပ်မိတာတွေကရှိသေးတယ်အဲ့ဒါကဘာလဲဆိုရင် is the magnitude of the average velocity the same as the value of the average speed average velocity နဲ့ average speed နဲ့တူလားဆိုတဲ့ဥစ္စာကိုဆက်ပြီးတော့မိထားတာနောက်မှာဘယ်တော့ကွန်ပျူတာနဲ့ပေးထားတာရှိတယ် hint ဆိုတာသဲလွန်စာလေးပေးထားတာပေါ့ဆရာတို့ပုံစံတွက်တဲ့လူတွေကိုသဲလွန်စာလေးပေးထားတာအဲ့ဒါဘာလဲဆိုရင် for the innermost lane အတွင်းဘက်ဆုံးလမ်းကြောင်းမှာတဲ့ the starting point is the same as the finishing point စမှတ်နဲ့စပြီးပြေးတဲ့အမှတ်နဲ့သူနောက်ဆုံးပန်းဝင်တဲ့ဆုံးတဲ့အမှတ်နဲ့ကတူတူပါပဲတဲ့အဲ့ဒါဆရာတို့ hint လေးပေးထားတဲ့အချက်ပေါ့အဲ့ဒီ hint ပေးထားတဲ့အချက်ကိုဒီဆရာတို့ကြည့်မယ်ဆိုလို့ရှိရင်ဒီ hint ပေးထားတဲ့အချက်ကဒီပု္ပ္ပစာရဲ့အဓိကတော့ချက်ဖြစ်ပါတယ်သူရဲ့အပြေးသမားကပြေးတဲ့ပုံစံကဒီလိုဖြစ်မယ်ဒီနားကနေသူစပြီးတော့ပြေးတယ်လို့ပြေးတယ်တစ်ပတ်အဲ့လိုမျိုးသူပြေးတယ်ဒီနားမှာစပြီးပြေးတယ်သူဒီလိုပြေးပြီးတော့ပြန်လာပြီးတော့ဆုံးတဲ့အမှတ်ကလည်းဒီနားမှာပဲစတဲ့မှတ်နဲ့ဆုံးတဲ့အမှတ်နဲ့တူတူပဲဆိုတာကအဲ့ဒါကိုပြောတာ hint ပေးထားတဲ့အချက်ပေါ့အဲ့ဒါဆိုရင်ဆရာတို့သူပထမဆုံးရှာခိုင်းတဲ့ average velocity ကိုရှာကြည့်လိုက်အောင်နော် average velocity ကဘယ်လောက်လဲ average velocity ကိုလိုချင်လို့ရှိရင် average velocity v ကိုလိုချင်ရင်ဆရာတို့ပုံစံနည်းအတိုင်းပဲ displacement s ကိုဆရာတို့ဘာနဲ့စမလဲဆိုရင် time taken နော် time taken t နဲ့စပေးရမယ်တဲ့ကဲဟုတ်ပြီအဲ့ဒါဆိုဆရာတို့ပထမဆုံးတွေ့ရတဲ့အပေါ်မှာတွေ့ရတဲ့ displacement ဆိုတာကဘာကိုပြောချင်တာလဲဆိုတော့ displacement ဆိုတာကဆရာရှင်းပြမယ် displacement ဆိုတာကတဲ့စမှတ်နဲ့ဆုံးမှတ်ရဲ့ကြားကအကွာအဝေးကို displacement လို့ဆရာတို့ခေါ်ပါတယ်အဲ့ဒီအတွက်စမှတ်နဲ့ဆုံးမှတ်ရဲ့ကြားအကွာအဝေးက displacement ဆိုတော့ဆရာဒီပုံစံမှာသူပေး hint ပေးထားတဲ့အချက်ထဲမှာပါတယ်စမှတ်နဲ့ဆုံးမှတ်ကအတူတူပဲဆိုတော့ဒီကနေစပြီးတော့ပြေးပြီးတော့ဒီမှာပဲဆုံးနေဆိုတော့စမှတ်နဲ့ဆုံးမှတ်ရဲ့ကြားအကွာအဝေးကဘယ်လောက်လဲဆိုရင်ဆရာတို့0ပဲရှိမယ်ဒီအမှတ်မှာစပြီးတော့ပြေးပြီးတော့ဒီအမှတ်မှာဆုံးစမှတ်နဲ့ဆုံးမှတ်တက်မှတ်သေးပဲဆိုတော့0เนาะ0 မီတာအဲ့ဒါဆိုဆရာတို့ displacement ကရသွားပြီ displacement ကိုဆရာတို့အစားသွင်းပြီးတော့တွက်ကြည့်လိုက်အောင် displacement ကဆရာခင်ဗျာပြောလို့0 မီတာရှိမယ် time taken ကတော့ဆရာတို့ပုံစံမှာပေးထားတယ် time taken t ကဘယ်လောက်လဲဆိုတော့နောက်မှာပေးထားတယ်50စက္ကန့်အဲ့ဒါဆိုတော့ဒီပုံစံကိုရှင်းကြည့်လိုက်တဲ့အခါမှာဒီပုံစံရဲ့အဖြေက0 meter per second အဲ့ဒါကသူ့ရဲ့ average velocity အဲ့ဒါဆိုပုံစံမှာဆရာတို့
average velocity ရှာရုံနဲ့ပြီးမလားဆိုတော့မပြီးဘူးသူကနောက်ထပ်မေးခွန်းတစ်ခုမေးထားတယ်ဘာမေးထားလဲဆိုတော့ဆရာတို့ average velocity နဲ့ average speed နဲ့တူလားတဲ့သူနောက်ထပ်မေးထားတဲ့မေးခွန်းလေးပါသေးတယ်ပေါ့အဲ့ဒါဆိုရင်ဆရာတို့တူလားမတူလားသိရဖို့ဆရာတို့ average speed ကိုတွက်ကြည့်လိုက်အောင်နော် average speed ကိုလိုချင်လို့ရှိရင် speed ကိုလိုချင်လို့ရှိရင်ဆရာတို့ distance ကိုဒီပြီးတော့ distance ကိုဘာနဲ့စားမလဲဆိုတော့ time taken နဲ့စားမယ် distance အကွာအဝေးဆိုတာကဆရာတို့ဒီပြေးလမ်းကြီးရဲ့အကွာအဝေးရဲ့ဆရာတို့ပုဒ်စာထဲမှာပေးထားတယ်ပြေးလမ်းကဘယ်လောက်ရှည်တယ်လို့ပြောတယ်ဆိုတော့400မီတာရှည်ပါတယ်တဲ့ time taken သူ့ရဲ့ကြာတဲ့အချိန်က50စက္ကန့်ရှိပါတယ်တဲ့ဒီပုဒ်စာကိုရှင်းလိုက်တဲ့အချိန်မှာဘာရလဲဆိုတော့8မီတာပါစက္ကန့်အဲ့ဒီမှာလွဲနိုင်တဲ့အချက်ကလေးကိုဆရာပြပြမယ်လွဲနိုင်တဲ့အချက်ကလေးကဘာလဲဆိုတော့ဒီမှာကျတော့400စက္ကန့်ဒီမှာကျတော့ display မှာကျတော့0เนาะအဲ့ဒါကိုနားမလည်ဖြစ်နေမှာဆိုလို့ distance နဲ့ displacement နဲ့ကမတူပါဘူး distance ဆိုတာကဒီပြေးလမ်းကြောင်းကြီးရဲ့အရှည်ပြေးလမ်းကြောင်းကြီးရဲ့အရှည်ကို distance လို့ခေါ်ပါတယ် displacement ကြတော့ဆရာခုနရှင်းပြသလိုပဲဒီမဲ့စမှတ်နဲ့စုံမှတ်ခြားကအကွာအဝေးကို displacement လို့ခေါ်ပါတယ်เนาะ displacement ကစမှတ်နဲ့စုံမှတ်ရဲ့ခြားအကွာအဝေး distance ဆိုတာကတော့ပြေးလမ်းကြောင်းကြီးတစ်ခုလုံးရဲ့အရှည်အဲဒါကြောင့်မလို့ average velocity နဲ့ average speed နဲ့တူလားဆိုရင်မတူပါဘူးเนาะ average velocity ကဒီပုဒ်စာမှာ0ရပြီးတော့ average speed ကတော့8 meter per second ရပါတယ်